ကျိုးထုကနည်းနည်းခါတယ်တော့ကားတယ်အခုခွာပြီးစားကျိုးမုတ်ခါတော့ကောင်းသွားပြီငါဒီလိုမဟုတ်ဘူးထွက်သွားချင်တယ်ငါလည်းချစ်ချစ်ပုံလေးစားကြည့်သေးတယ် မာသမီးတို့ကိုကစုံနဲ့လေကျွတ်စားလို့ရစနက်လေအန်တီလောက်ချင်းမယ် ဘယ်လိုလုပ်မှာတော့ကစိုးကပြော့တယ်လေပြုတ်လာတယ် ဩ magic snap ဖြစ်အောင်လုပ်ပါလေသမီးရဲ့ပြားရည်လေးနဲ့လုပ်မှာပထမဆုံးကစုံဥကိုရင်တွင်းနဲ့ပြုတ်မယ်ပြုတ်ပြီးသွားရင်ဒီလိုမျိုးအပြားလေးဖြစ်အောင်လုပ်မယ်ပြီးရင် air fryer ထဲမှာအပူချိန်180နဲ့10မိနစ်ကင်းမယ်ရလာတဲ့ဟာလေးတွေကိုပြားရည်တုပ်ပြီးတော့နောက်ထပ်9မိနစ်လောက်ပဲကင်မယ်နော်အခုလောက်တာက9မိနစ်လောက်လုပ်လိုက်တော့နည်းနည်းတူးသွားတယ် magic snack ကလေးကရပြီဆိုတော့ကလေးတွေဆဆနေပြီ ရေးကြရနည်းနည်းကြည့်တယ်တူးရနေလားရှိရလေထိုးလိုက်ပြားရည်ရတာလေးဆိုလေပြောရင်ဂျိုးကနည်းနည်းတူးနေဂျိုးလေးရလည်းကောင်းတယ်ခါတူလေး Nice. မျိုးဟာတော့ခါမှမစားဘူးဒါမဲ့ခမနေတာဒါဘူးကောင်းတယ်ဟိုလေပြုတ်ချက်ညပြားရည်အရသာလေးရတယ်ဒါမဲ့အဲ့ထုကနည်းနည်းခါတယ်အဲ့တော့ဂျိုးတွေကြိုက်တယ်ကြားတော့ကောင်းတယ်ကစိုးဖွာထက်လေကစိုးအပြုတ်ထက်ကောင်းတယ်